အားလုံးပဲမင်္ဂလာပါအခုဆိုလို့ရှိရင်တော့ဗောနော်ဒီနေ့ကတော့ထဲတို့ဒီရုံးမှာဗောနော် annual trip ကလေးကိုဖတ်အောင်သွားမှာဖြစ်ပါတယ်အခုဖတ်အောင်သွားဖို့အတွက်ကိုမနက်2နာရီထိုးမဟုတ်ပါဘူး9နာရီထိုးနေပါပြီထဲတို့2နာရီထိုးတက်မယ်လောက်ထားပေမဲ့ဒီတော့9နာရီထိုးမှအကုန်လုံးအရန်လို့ကြားတဲ့အတွက်ကြောင့်မလို့ရီမိုးချိုးပြီးတော့အခုဒါစုလီကနေပြီးတော့စထွက်ပါမယ်အခုဆိုကားပါရပါပြီစထွက်ပါပြီမထစားနေပါပြီဟုတ်ကဲ့ပါအခုဆိုမှတော်ချင်းကတော့တရားလေးဖွင့်ပြီပေါ့နော်အေးအေးဆောင်လေးပေါ့ဒါဆိုတော့အဒီစရအောင်နေပါပြီကားပေါ်မှာအဲ့မှာဆိုလို့ရှိရင်လည်းညောင်ကားရှိမှာပိတ်တဲ့ခါကျလည်းဘီနာအခောက်ကျပြုတ်တယ်လေးပါလေးဆိုလို့ရှိရင်လည်းမဝင်စားလို့ရတယ်မထစားနေတော့မှပြုတ်ချင်တယ်ဝင်စားလို့ရပါတော့အဲ့မှာလက်ကားမဟုတ်ဘူးဆက်ပြီးတရားလုံးမ morning ခုဆိုလို့ရှိရင်တော့ထဲတို့ရှိဆိုလို့ရှိရင်တော့ညောင်ကားရှိရောက်ပါတော့မယ်ညောင်ကားရှိမှာကားပိတ်နေပါပြီခုဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ဘီလင်းရောက်သွားပြီပေါ့နော်ဘီလင်းကခိုင်ခိုင်ကျော်မြန်မာသမင်းဆိုင်ပဲဖြစ်ပါတယ်ဒီဆိုင်မှာဆိုရင်တော့မနက်စာလာစားရမှာမဟုတ်ပါဘူးပေးလာပိုက်တော့ပါโอเคပါမဟုတ်မနေ့ကလည်းအရင်စောသေးတဲ့ခါကြလေနဲခီးပြန်ပြီးတော့ပြန်ထွက်လာပြီပေါ့နော်အဲ့လိုနဲသေးလို့ဖက်အန်ကိုဒါလိုက်မောင်းနေရပါခုလမ်းမှာပေါ့နော်ဒါဆိုရှင်တောင်းနေမြင်နေရပြီကွာရှေ့မှာဆိုရင်တော့ဖက်အန်မျိုးကြီးကိုရောက်ပါတော့မယ်မာဒီစစ်စေးခိတ်ကြီးကြော်သွားပြီဆိုလို့ရှင်တော့သေးလို့ဒီမှာပေါ့နော်တန်လွင်မြင့်ကြီးကိုဖြတ်ထားတန်လွင်တရားပေါ်နေပြီးတော့သေးလို့ဖက်အန်မျိုးတွေဝင်တော့မှာပေါ့နော်ရှေ့ဆိုလို့ရှင်ရမ်းလာပေါ့ကဲခုဆိုလို့ရှိရင်တော့ဖက်အန်မြို့တွေကိုဝင်နေပါပြီစပြီးတော့ဒါတော့ထေဖက်အန်ကနာညဈေးတိုင်းကိုရောက်နေပါပြီဒါညဘက်ဆိုလို့ရှိရင်တော့ဒီမှာဈေးတဲ့နေစီရရှိပါမှာအခုထေဘယ်ရင်သွားမလဲလို့စဉ်းစားနေနေမှာမှာပေါ့နော်ဆိုရင်ခင်ဗျတောင်နောက်ခံနေပြီလှလှရနိုင်မဲ့ဟိုတယ်ကိုလိုက်ရှာနေရပဲဖြစ်ပါတယ်အခုဆိုတော့မီးပွိုင်းမိနေရရန်ကုန်မှာမဟုတ်ပါဘူးโอเคအဲ့ဒါဆိုရင်ဒီနားမှာပေါ့နော်ကားရက်စဉ်းစားရဘယ်ဟိုတယ်သွားမလဲဆိုပြီးပေါ့နော်ရောက်ပြီလေရောက်ပါပြီကဲအဲ့လိုနဲ့သွားမယ်ရောက်ပြီဆိုရင်ယူထားလိုက်ပါတယ်ပြီးတော့ထဲတို့အရှိမှာပေါ့နော်ဇွဲကပင်ဘယ်လီဟိုတယ်ကိုထဲတို့အရင်ဆုံးစောင့်ဝင်ပါမယ်။အိုးဟိုတယ်ရအရင်မိုက်ပါရဲ့ဒါဆိုလို့ရှိရင်ဟိုဘက်မှာပေါ့နော်နောက်မှဆိုတာဇွဲကပင်တောင် view point ကြီးရှိရဲ့အဲ့နောက်မှတော့ရေကူးကန်ကြီးတော်လှတယ်ဒါဆိုရှင်တော့ထဲအပေါ်တက်ကိုရောက်နေတာဒါဆိုလို့ရှိရင်ဘားလေးပေါ့နော်ကွာထဲညဘက်ပေါ့နော်ကရင်တော်သမင်းသွားစားရပဲဖြစ်ပါတယ်ဒါတော့ကရင်တော်သမင်းဆိုင်ကူဝါတုတ်အညာချင်းမှာရှိရဲ့ဆိုင်ပဲဒီမှာဆိုရင်ဟင်းနေတယ်အများကြီးရတယ်ပြီးတော့သူ့စီမှာထူးခြားချက်ကသူ့စီရအများကြီးရှိတယ်ထဲကြိုက်တယ်ပေါ့နော်မပြီးရင်သူ့စီရနဲ့ဆိုတော့အဲ့တော့ပထမထဲပထမဆုံးနေတဲ့ဂူပေါ့နော်ကော့ကတောင်ဂူလို့ခေါ်ပါတယ်အဲ့တော့ဂူထဲကလေတိတ်ပြီးတော့မရှိပါဘူးဂူကအဓိကဒီအပြင်မှာသဘောရလို့ရှိရင်တော်တော်လှတယ်ပြီးအထဲမှာတကူကြီးဖျားရည်လည်းရှိတယ်တိထားကုတ်ခဲ့တာပေါ့နော်အဲ့တော့ရှိမှပြောသားခဲ့လို့ပဲထဲအရင်ဆုံးကော့ကတောင်ကိုရောက်နေပါတယ်ကော့ကတောင်ကိုကဂူကတော့အရင်မရှိဘူးဒါပေမဲ့ထဲမှာရဟန်းနာကြီးတွေအရင်တော့ပေါ့နော်တရားကျင့်ခဲ့နေရတယ်လည်းရှိပြီးတော့ထာပနာတိုက်ကိုလည်းသူကမြင်နေရတယ်ပြီးတော့ကော့ကတောင်ကိုဘေးနားမှာထဲရှိရပါတော့တခါမှမကြောက်ဘူးဒါပေမဲ့ဒီတစ်ခါတော့ရောက်လိုက်တယ်ဒီကတော့ကော့ကတောင်တဘာဝရေချိုးကန်ဆိုပြီးတော့နော်ဒါရေကရမ်းကြည့်ပြီးအေးနေရကဲအဲ့လိုနဲ့ထဲတို့အိဆာတီယာလှိုင်ကူကိုထဲတို့အရန်ကိုရှာလိုက်ရတယ်ရှာပြီးတော့ထဲတို့ဒါပေါ့နော်အိဆာတီယာလှိုင်ကူတို့ယူထဲတို့တွားနေရပါဒီလှိုင်ကွာကြဘာလို့လဲဆိုတော့လုံးဝမှတဘာဝအတိုင်းကိုထားထားပါတော့ဒီစီယာတော့ဆိုလို့ရှိရင်ထဲတို့ဂူထဲဝင်ကြည့်ရပေါ့နော်ဂူထဲဝင်ကြည့်ရခါမှာတော်တော်လေးကိုဂူထဲမှာတဘာဝအတိုင်းမီးလေးရောသူထားပြီးထားတယ်ဆရာဖျားလာပြန်ဆိုလို့ရှိရင်တော့မီးဖွင့်ပေးရမှာမီးစက်မှာဘယ်လိုပြောရမလဲဆိုတော့ဒီထဲမှာအခြားဂူတွေလိုဖျားစီတွေပြီးအယုတ်တွေဘာတွေမရှိဘူးပေါ့နော်တဘာဝလှိုင်ကူဆိုတဲ့အတိုင်းပဲဒီမှာဖြစ်နေတဲ့ဒီကိုတက်ခက်တွေပုံမှန်တဘာဝအတိုင်းပဲပြီးတော့ဒီမှာကျတော့တန့်ရှင်းတယ်ပြီးတော့အနံ့တက်တွေလည်းကောင်းတယ်အဲ့ဒီပါလေအခုလိုဘူမိမေရာအကြောင်းသားတွေမှာအကြောင်းသားတွေမှာဒီကူမှာလာပြီးတော့သူတို့ကအဲ့လိုနည်းလုပ်ကြတယ်လေးလိုက်ပုံစံလုပ်ကြတယ်ပြီးတော့သူကလည်းဒီဖတ်အမှာဆိုရှင်ဒီကူနံပါတ်1ပေါ့နော်အဲ့လိုသူထိထားပြီးတော့ဒီလိုလည်းလာကြတယ်အဲ့လိုတရားအများကြီးကျွန်တော်ပြောပြရပါတော့ဂူရဲ့အရှိရကြတော့1280ပေရှိရပါတော့ဖာလုံးနဲ့ပြောမယ်ဆိုရှင်နှစ်ဖာလုံးရှိတယ်အဲ့တော့အခုဂူရဲ့ကိုချာချာကြတာဂူလို့ခိတော့အရင်မသွားရတဲ့ခါမှကျတော့သူပြောတယ်အထဲမှာရှိတဲ့ထုံးကြောက်တဲ့တဘာဝအတိုင်းလာနေတော့တော်တော်လာတယ်ဂူတွင်းထဲမှာဆိုဒီကဒီမှာအဲ့တော့အထဲကူကပဲရှိသေးရပေါ့နော်အထဲမှာဆိုရှင်တချို့နေရာဆိုမှောင်နေသွားမီးဒီပိုင်းမရတဲ့နေရာရှိတယ်ထဲဒါဒါကူဆုံးနေတဲ့ထဲကိုရှောက်ကြည့်ထားတယ်ထဲပြောလို့ပဲပေါ့နော်ရှေ့မှာပေါ့နော်ထဲကူရဲ့ဝင်လာနေဘာခက်စားမိလဲဆိုအေးစိမ့်စိမ့်လေးပေါ့နော်လုံးဝ feeling လေးကတစ်မျိုးလေးမထီဆိုလို့ရှိရင်အတွင်းထဲမှာအဆိုတက်အားများတယ်သူကကျတော့အဆိုတက်မရှိဘူးဒါပေမဲ့အေးတဲ့ feeling ကိုခံစားရတယ်ဒါပေမဲ့ဒီအဲ့လိုအပေါ်မှာရေစက်တွေတအားကြတာပြောတာမိုးရင်းဆိုတာမပြောတယ်ပေါ့နော်အခုရောက်တော့ဆိုလို့ရှိရင်ကူလဲဝင်နေနေတာလည်းအဲ့ဒါကစီးသွားခိုင်းတယ်အေးရရှိအမှားရပါတော့ခြေထောက်တွေဆုံးသွားလို့ဆိုပြောရှည်ရည်ဆိုကြတာမရှိဘူးညာလေးကခြေထောက်တွေရှိတော့တယ်ဒါပေမဲ့အေးစိတ် feeling ခံတာဒီနားလေးဆိုလို့ရှိရင်ကွာစက်တယ်ကူကနည်းနည်းလေးကိုရေနည်းနည်းကြတဲ့နားလည်းကနေနည်းနည်းစင်တော့မစင်ဘူးအဲ့ဒါအောင်သွားတာဘာပိုင်းရောမှာဆိုရှင်ဒီပေါ်မှာတော့ရေကြနေတယ်ဒါကိုလေးကတော့အော်မအောက်မှာရေအိုးလေးလောက်ထားတယ်အဲ့ဒီရေအိုးလေးပေါ့နော်ဒါဝင်လာပေါ့နော်3ယောက်ပေါ့နော်တေတော်လေးကိုငန်းငန်းဆက်ဆက်တော့ရှာဖွေလိုက်ကြရပေါ့နော်
ကြီးဘုထုံးချက်ဖြစ်ပါနော် ထုံးချက်ဦးလေးနဲ့လုပ်ထားမှာပေါ့ သူကြီးကထုံးချက်ပါတယ်အဲ့လိုရှိတော့အချားပြီးဆိုလုတ်လိုက်ပြီကွာဒီမှာဘာတမိုင်းတောင်းတာပါမကြအဲ့ဒါကြိုက်တိုင်းစက်တိုင်းပဲပေါ့နော်ထေတို့မနမညောက်တော့ရန်ဖြစ်နေကြတယ်ပေါ့နော်လမ်းကျွေးတာပေါ့နော်တရားဟိုလမ်းသွားမယ်ဒီလမ်းသွားမယ်နောက်ဆုံးတော့သူပြရလမ်းအမှန်ဆိုတော့သူလမ်းနောက်ကပဲလိုက်သွားရပါတယ်အဲ့ဒီဘက်ကပို့လာတယ်ပြည်ပြည်ကြီးရဲ့ဘယ်ပို့လာအဲ့အမညီမလေးပတ်ကြီးကိုပဲနေတယ် အဲ့တော့ဆောင်းသားထွက်တဲ့အပေါက်နေမှာ ပြောင်းလမ်းလာတော့ ဒီလည်းတဲ့ဒီဘက်ကိုရင်မကြည့်လိုက်တယ်အော်ဒီမှာတားဆိုရရှိတဲ့တလား2020ဆိုပဲ ဒီမှာပေါ့နော်ဒီမှာတချို့ရည်မှာစာလေးရေးသွားတယ်ဘယ်တော့မှမလုပ်ပါနဲ့ဘယ်တော့မှမလုပ်ဟာလဲဆိုတော့ဘယ်လိုပြောရမလဲမလဲ တဘာဝတဘာဝအတိုင်းပဲထားအဲ့ဒါကိုဆရာဖျားတော့ဘာမှအမဒီတော့တစ်ချက်လာကြည့်လာထူးကြရတစ်ချက်မကြည့်ညမင်းမတော့နားပါနဲ့ဒီမြတ်စွာဘုရားဥကောင်းလို့လည်းပဲနော် နော်မနေရလေအရှိကြဒါဟိုဟာထဲဘက်ကနေကြည့်မယ်ဆိုဆွမ်းတာပေါ့နော်ထဲထူးကြပါပေါ့နော်ဒါမြတ်စွာဘုရားရဲ့မျက်နှာတော်ပုံစံမျိုးအရေးကကြနေရအဲ့လိုနဲ့ထဲကိုတက်ပြီးခီးစကြပါပေါ့နော်ကြည့်ပါလုံးဝလေဂူရဲမှာလုံးဝတော်တော်မိုက်တယ်ခံစားရ feeling လေးอ่ะ Hello Hello ဘာလို့မျိုးနေအောင်ဒီတခြားလူဆိုလို့ဒီအပေါ်နဲ့ဒါအဆူနဲ့ဒါတော့အဆူနဲ့လောက်လို့ရှိဘူးထုံးချက်စစ် အပေါ်မှာပြည့်လာ ဒီနောက်ရရေကြတော့ကြားတဲ့နေရာရှိမယ်ဒီတဘူလုံးကနေဆိုးဆိုးမနေဘူးဒီမှာရေကတင်းနေဒီမှာနားလာရ ဒီမှာရင်း မရှိတာတော့မရှိရမို့ရှိတယ်ဒီမှာဆိုရှင်ရေလေးကြရေလေးတီးနေတာအောက်တွေဆိုစိုးနေတာပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ဟိုတကူလုံးကြီးတအားအဆုံနဲ့များများမျိုးမဟုတ် ဒီနားနေဆိုလို့ရှိရင်နည်းမှောင်နေကွာဟိုတချို့မီးလုံးတွေကပြက်နေရဆိုတော့လေမှောင်တော့ဖလက်မီးထိုးပြီးသွားတယ် အဖြူကြောက်ကလေးဖြူလေးတာဒါပြင်လာတယ်ထုံးကြောက် ဟိုကမှဒါမှလည်းမတလေးဖြစ်နေရမှာဒီမှာဆိုလို့ရှိရင်ဘလင်းထားနေရပါတော့တော်တော်လှရဲ့အကြောက်ကြီးရဆိုလို့ရှိရင်တလဲလဲစိတ်အောင် ဖြူလဲလဲဖြစ်တာများအဲ့လိုနေပေါ့နော်ထဲတို့ဒီရှိမှမြင်နေရတာလုံးဝဖွေးပြီးတော့လေဟိုဘယ်လိုပြောမလဲဒါမြင်ရဖို့ကလေခုဆိုလို့ရှိရင်ကွာဒါထဲဘွားပထမဆုံးပြောလို့ရဒီကြောက်ကလေလုံးဝဖွေးနေရကွာဟိုကင်လိုက်တဲ့အခါမှာလေလက်မှာအရင်ကြီးနဲ့ကပ်ပါလာမျိုးမဟုတ်ဘူးနည်းနည်းလေးချစ်ကြည့်ရောမှအဖြူလေးပါလာဟုတ်ပြောမလဲ လက်မလည်းလည်းအဖြူရောင်လေးပါ ဟုတ်ပြီဒီနေရာကြီးကအရင်သားလို့ဆိုပြီးအပေါ်ကထန်းထားတယ်လို့ကွာစကြောက်လာယူထန်းထားတဲ့ပုံကြီးဖန်တီးနေရပဲဖြစ်ပါတယ် ပြမယ်နော် ဒီခေါက်ကမရပြည့်နေရရောက်ခဲ့နော် မရှိပြမယ်ထားရမားကျူရှိရလမ်းလေးကွာမိုက်တယ် မရှိပါနဲ့မရှိရဘူး ဒီလိုလေးရပြီပါလားဒီဘက်ကနေဆွမ်းလာလို့မလို့ဒီအလုံးလုံးနဲ့လေ လှုပ်ရှုပ်နေကြတာပေါ့နော်ဂူရဲမှာလဲမှောင်လဲတပုံရိုက်မဲ့ဖွဲ့ရပါအော်ထဲတို့ဒီကတော့နောက်တနေ့ဇွဲကပင်တောင်ကိုတွားနေရပေါ့နော်ဇွဲကပင်တောင်ကိုဖအံရောက်တော့မှရအောင်တက်မယ်ဆိုရဲတန်လေးထန်ချပြီးတော့ထဲတို့ဒီမှာဇွဲကပင်တောင်တက်ချင်းဖြစ်ပါတယ်တောင်ပေါ်ရောက်မိရောက်ဆိုတာဆက်ကြည့်ပေးဦးနော် ဆွဲကပင်ကိုတက်နေရပါခုတက်လာဆိုတော့10:39နဲ့အခုတက်လာဆို17:22ဆိုမိနစ်40-50နီးပါးတော့ရှိပြီဒါပေမဲ့နားလိုက်တာ15မိနစ်တော့နားလိုက်တယ် မရှိရလမ်းပြပါနော်အခုဆိုဒါဆိုလို့ရှိရင်ပေါ့နော်ထဲတို့ဇွေးကပင်တောင်မှာပေါ့နော်ထဲဖုန်းကြီးတောင်အကျော်လောက်မှာသူနဲ့တွေ့ရပါတော့သူထဲတို့ဒါတော့လိုက်ပို့တာပေါ့နော်ဒီကခွေးလေးတွေကအဲ့လိုမျိုးပေါ့နော်ဧည့်သည်ဆိုသူလိုက်ပြတယ်ပြီးတော့လမ်းတောက်လျှောက်မှာလည်းသူတို့အဲ့လိုမျိုးထူးခြားတဲ့နေရာလေးဆိုသူတို့ကအဲ့မှာပြတယ်တကယ်ထူးခြားမှုကောင်းတယ်နော်အဲ့မှာဆိုလို့ရှိရင်ပေါ့နော်ဆူတောင်းပြဘုရားလေးဆိုပြီးတော့အဲ့မှာရှိသေးတယ်အဲ့နေရာဆိုသူလူစုံလိုက်ဖူးခိုင်းတာအဲ့ခွေးလေးကပေါ့နော်အဲ့ရက်နေလို့ရှိရင်တော့ခေါ်ပြီးရကွာဒါကတော့ထဲတို့ဖွဲ့ပေါ့နော် music လေးနဲ့ပေါ့နော်ပါအခုဆိုတော့တော်တော်ဝေးကိုတော့တက်လာနိုင်ခဲ့ပြီပေါ့နော်ဒါပေမဲ့အခုရှေ့ကလူတွေပြန်ဆင်းလာပြီပြောပုံရဆိုလို့ရှိရင်တော့သုံးပုံတပုံမှရောက်သေးရဲ့ကိုကြီးဒါပါထဲရှိမှတက်ခဲ့လို့တောင်ဝိုင်းတက်တာနေတော့ဖိုက်ကတော့မတူဘူးတစ်မျိုးစီပေါ့နော်တရားတစ်မျိုးစီမောတာ
အပေါ်ရရင်တော့တောင်ဝိုင်းလိုပဲလှမလားမသိအားချက်ကြည့်ရမှာ ငါလည်းစလို့ရလို့ဒီ အမေကတကယ်ကြီးနေမလောက်ပါမလောက်ပါညပူတူလေးကိုသွားပြီးရန်ဆောင်နေအခလေးမိလားမသိ တူစက်ကိုရှိရှိ အာဒါဆိုရှင်ဒါပေါ့နော်ထေတောက်မမကြည့် လည်းပြပြရတယ် ဘိုးရမြောက်ဒီလေမတုံးမနှစ်ပုံနဲ့အခုချိန်ကြီးအဲ့လိုမျိုးပြောကြတယ်လူကြီးမြန်မာလူကြီး ရှောရှောရှော အာဒါဆိုမတူကနည်းနည်းမဲတယ်လားပပန်းမြတ်တယ်မဟုတ်မင်းလည်းရမင်းမဲလေးဖြစ်နေလာဒီလိုအမပူတူကိုရန်ထောင်နေတယ်အမကြီး ဘူးလား ပူတူရလာလာ ရလာရတာ ပူတူအမလေး ဘူးဘူး ပူနေကောက်ခံမယ်ပူတူရေနင်ကတူတူနေပြီးမတဲကြနော်ဒီတောင်ပေါ်မှာပဲနေကြဟာဟောလုတ်ပြီးမှပူတူကနင်းကိုလုံနေတာပေါ်မှာ အဲ့ပုံပြသွားတယ်ကွာ မဒါဆိုရင်တော့တာမီ2ယောက်ပေါ့နော်အခုမြင်နေရတာတာမီ2ယောက်ပေါ့နော်လမ်းချမောနေပြီလားပေါ်ရအင်းကြီးအောင်ပါပါမလား ဟောကတယ် သူကဒီကဘာရေးကန်လဲပူတူသိလား ရှေရောက်တော့နဲ့မရေးမှမကြည့်ရ ဟာသူမပြဘူးဆိုတာမထူးဆန်းလို့ပဲသူတော့လျှောက်သူပြခဲ့တယ်ကွာအတန်ကြီးတော့ကြားနေရ ရရတယ်အမကြားတယ်တော့ရ အရေးမပါလားလေသူတို့ကကိုရီတက်လာပဲ15မိနစ်မှာ15မိနစ်20လောက်ရှိပြီနော်အဲ့ဒီအချိန်ကပဲသူတို့ပြောခဲ့တာ3ပုံ2ပုံအခု15မိနစ်လောက်တက်လာလေ3ပုံ2ပုံပဲဘာမှရုံးမှလည်းမတဲခွဲတော့ဘူးသူကမလျှော့ဘူးရှိရင်တက်နားမှာနေနားမဲတဲ့အေးခုကြည့်နော်တဘာဝတော့တောင်းလှတရားဆိုအဲ့လာကိုပြောတာ Fighting bro မိုင်းအေးဒါကတော့လန်ကူလက်မှာပေါ့နော်ခေထုံးစံတိုင်းနားတယ်နားတော့ခေအရန်ချိန်ယူကြတယ်ခဏလည်းနားကြတယ်ပေါ့ဟေးမဝိုင်းစီပါတော့စောနေပါပြီဒီမှာသူပြောတယ်လို့နေရပေါ့နော်ပေမန်းနေတော့အပုံစံလေးတို့ထဲလေးသုံးဝင်ကန်တစ်ခါတော့မှတ်ရပါတယ်ဒီမှာပူတူလေးတော့တနာပါတယ်သူရမ်းပေမန်းနေရအဲ့နေလေထဲရိုးလေးဆက်တက်တော့သူ့ကိုလေနားနေပြီထင်တာလေအိပ်ပြီးတော့ဘယ်ဟုတ်မလဲသူကပြန်လိုက်လာတော့မဒီနေရာရောက်ပြီဆိုတော့ဒီနေရာဆိုအရန်လာတာပြတ်မယ်ဆိုလို့ရှင်တရုတ်နိုင်ငံရောက်သွားသလိုပဲကွာသူ့ရဲ့ပုံစံမျိုးကြောက်လှီကားယူဘီနာမှာတောင်ကန်ပါတောက်ကဘာကြီးနေအဲ့လိုမျိုးတော်တော်မိုက်တယ် ခုဆွဲကပရောစားတက်လာတာတနိုင်နဲ့18ဆိုတော့10ခွဲ17ခွဲ12ခွဲ3နိုင်လေးပါကြာသွားပြီဒါလမ်းမှာ45မိနစ်နားလိုက်တာလည်းရှိသေးရပါတော့တောက်လျှောက်အခုဆင်းလာတဲ့သူတွေပြောတာကတော့အခုဒီတမက်ကြီးပတ်ပြီးသွားရင်နောက်ထပ်နည်းနည်းလေးပြပြလေးပဲကျန်တော့တယ်တဲ့အခုနောက်မိနစ်20လောက်နေဆိုရင်တော့တောက်ထိပ်ကိုရောက်ပြီဟိုက်တယ်တောင်ဝိုင်းကပြောမလို့ဒါရဲ့3ပုံပုံတစ်ပုံဒါမှမဟုတ်4ပုံပုံတစ်ပုံလောက်ပဲရှိမယ်လို့ထင်တယ်အခုအပေါ်ဆက်တက်ကြည့်တာအောင်မယ်ဒါဘာလို့လဲဆိုတော့ဒီမှာပြပြလေးတွေမရှိဘူးပေါ့နော်ရာသီဥတုကတော့အခုနေပူထဲမှာဆိုရင်တော့ပူတယ်နေရိတ်ထဲရောက်ပြီဆိုတော့လေလေးကတော့နည်းနည်းအေးလေးရှိပါသေးရဲ့လို့ဟိုက်တယ် လူနေအရှုံးမပေးနဲ့စူးစားဆက်တက်တဲ့ချိန်မှာရောက်ခံပြီးရေးရောင်လေးတွေ့နေရပါပြီဒါအပေါ်ဆက်တက်10ရောက်ပြီလို့ထင်တယ်ဒါပေမဲ့နည်းနည်းတက်ကြသေးရဲ့မင်္ဂလာပါဒီလိုတော့ဒါတော့ဒီအိုင်ပြီးလို့ရှိရင်ဒီတက်ပွဲလို့ရှိရင်တောင်မော်တောင်ထိပ်ကိုရောက်ပြီပေါ့နော်နောက်ဆုံးမှာတော့ရောက်သွားပါပြီအပေါ်ဆက်တက်ရမယ်တာ finally နောက်ဆုံးတော့ရောက်ပါပြီတောင်ထိပ်ကိုရောက်ပါပြီပေါ့နော်နောက်ဆုံးတော့ဘုထဲတက်သွားပါမယ်နောက်ဆုံးမှာထေရတောင်ပေါ်ရောက်ခဲ့ပြီပေါ့နော်ထေရတောင်ပေါ်တောက်တဲ့အချိန်က9 နာရီလောက်ကြာတယ်9 နာရီလောက်ဆိုတော့ထေရလမ်းမှာလည်းနားခဲ့ရတယ်ပါနေပူတဲ့အချိန်ထေရတက်နေရောနည်းနည်းလေးပြင်မန်းသွားတော့လေအဲ့လိုနားကြရပေါ့နော်အပေါ်ရောက်ပြီဆိုလှုပ်ချင်တာတကွာပါဆိုစားချင်တောက်ချင်တာပေါ့နော်ပင်မန်းထားတော့လေလူကအစာငက်ရေငက်ဘွားနဲ့စားတော့ဆိုင်လိုက်ရှာပါတယ်အပေါ်မှာဆိုင်ရှိရလို့အောက်ကလူတွေမှာလိုက်တယ်လေအဲ့ဒါနဲ့ထဲဖះဥချပြီးတော့အရင်ဆုံးလုပ်တာတော့ထဲစားဖို့နေရာရှာပါတယ်ဖះမှာဈေးဆိုင်လေးရှိလဲပေါ့နော်အဲ့လိုက်ရှာဖះဘုံမှာမတွေးလိုက်ဘူးပေါ်မှာလှီကားလေးကနေဆင်းသွားတာမှထဲလို့တွေ့ရအပေါ်ဈေးဖွားနေပြီးတော့ဒီမှာဆိုလို့ရှိရင်လမ်းကြားလေးရှိမယ်လမ်းကြားလေးတွေဆင်းသွားလို့ရှိရင်ထဲလို့ဒီမှာစားဖို့တောက်ဖို့အတွက်ကိုပေါ့နော်ဆိုင်လေးတစ်ဆိုင်ရှိ
ဝါဒီမှာဆိုလို့ရှိရင်မနော်တောင်အောက်မှာရှိသမျှမှန်သမျှကိုဒီတောင်ပေါ်မှာရတယ်မဟုတ်တီကအစားဒီမှာခောက်ဆွဲပူလေးရှိပြီးတော့ဒီမှာတက်တက်လို့နေပြီဖြစ်ကြမလို့ဒီပေါ်မှာစားတော့စားမယ်ဆိုရင်တက်တက်လို့ပဲရတယ်ပေါ့နော်ဒါတော့အကုန်လုံးဖိထားအောင်ပြပြပြထားပါ 10 minutes တော့အိတ်လိုက်တာတော့အေးရောအောင် energy ပြည့်အောင်ခဏနေဖျားမပြင်ဆင်ပါ ကျော်တော့လား လက်ဆောင်ပေးတယ်ဆို ခုလေးပို့ကြည့်လိုက် ဒီဘက်မှာအမ်ဆိုင်ဝိုင်းတော်သားရဲ့တိုက်ပွဲကြနေရပါတော့အဲ့ချိန်မှာတော့ပူတူးလေးကတော့သူတောင်တက်လာပြင်မဲ့တဲ့ကြောင့်မထဲဘူးမုတ်လေးကျွေးတယ်ပေါ့နော်ပြီးတော့ဒီမှာလေခွေးတီလေးတကောင်တီလေးတကောင်ရှိရဲပကလေးတွေကကြာတောင်ပေါ်မှာနေရပြီးတော့သူတို့အမိတွေကကြာတောင်ပေါ်မှာလိုက်ပို့ရပါတော့အဲ့ဒီတောင်ဆင်းလိုက်တာမဟုတ်တော့လိုက်ချစ်စီဟာရဲ့ကလေးရဲ့အခွေးလေးဟုတ် Hello မမလာမှရှောက်နေပါပြီဟေးကျအသေးရတယ်ဦးမ ခုကတော့ဒါကတော့ဇွဲကပင်တောင်ထိပ်ကိုရောက်လာတာပေါ့နော်အခုဒီပေါ်မှာပဲနေ့လယ်စာစားလိုက်တယ်ဟင်းကတော့ဒီမှာတက်တက်လွတ်နေပြီဆိုတော့အများကြီးတော့မရှိဘူးပေါ့နော်ဘာစားလိုက်တယ်ဆိုတော့လက်ဖက်သုံးနဲ့ထမင်းဖြူနဲ့စားလိုက်တယ်ပြီးတော့ဒီကခောက်ဆွဲပြုတ်ဘူးလေးတွေရှိရစားလို့ကောင်းတယ်ဘာဖြစ်ဒီလိုနေရာမှာဒီလိုဆိုင်လေးဖွင့်ထားတာနေမယ်တကယ်ကျေးဇူးတင်ပါတယ်ဟိုတချို့ကြပြောဈေးကြီးရပေါ့နော်အောက်ကနေအပေါ်ပစ္စည်းတွေတဲဘူးကလည်းမလွယ်ဘူးဆိုတော့ဒီနေရာမှာဖွင့်ပေးထားတာနေမယ်ကျေးဇူးတင်ပါတယ်စားလို့လည်းအရင်ကောင်းတယ်စားလိုက်တယ်တရီးတမော့အိတ်တယ်အခုကတော့ဖျားဖူးတယ်ရှုခင်းကြည့်တယ်အခုခဏနေကြအောင်ရှင်တော့ပြန်ဆင်းมาတော့မယ်ရှင်哎妈，胖吗？包子呀，你去干嘛？爸，我说的。拉你，爸妈没对呀。咱大嘛，喏，要练练嘛，这不也咋不？喏，体育课啊。啊，这不也比你啊，前边那边丢皮了，这那毛了。咱比啥个漂亮？咱们弄我就对起来讲的，那没有皮。偏，ဘာလို့နှလုံးမပေါက်လို့လဲ 那个包子好了。သိပြီလားမရဆိုင်ရအောင်ကျမ်းမာရေးကောင်းလားဒီကလာပါသူကလည်းနည်းနည်းရှင်းတယ်နော်ဘာအခုတက်ချာကိုကြည့်ပါတက်လာတော့မျက်နှာတိုင်းနေအခုစင်းရမျက်နှာတိုင်းနေမတူရပါခုဒါဆိုတော့စင်းမာတော့မင်း ဒီတလုံးတော့စား ဒါပေါ့နော်ရောက်လီရဒါနအလူပေါ့နော် ကဲအခုပြန်ဆင်းပါပြီအခု ပေါင်မတစ်ထုပ်ပလားပြောပြလိုက်ပါ ပေါမို့တစ်ထုပ်တာ8000တော့ပြီးလာဘာဖြစ်ဖြစ်ဒီနေရာမှာရောင်းလာနေကျေးဇူးတင်တယ်နော်သူတို့လည်းစားရတယ်ဒါကအခုပါဆယ်တယ်ကစားလို့မဟုတ်ဘူးလမ်းမှာမြောက်ကလေးတွေရှိတယ်မြောက်ကလေးတွေအစာယူစားလေးတောင်းနေကြပါ ပြီးတော့ဟိုကောင်လေးရောပဲလေ လမ်းပြပေးလေးရှိရဆိုတော့ကဲအခုစဆင်းပြီ4နာရီခွဲနိုင်ဝက်နဲ့ရောက်မလားလို့ challenge ခေါ်ထားတယ်တိုက်ကြည့်တာနော်သွားပါ မင်္ဂလာပါအခုထဲတို့ဒီမှာတောင်မွန်းနေပြန်ဆင်းတော့မယ်သူများကဆိုလို့ရှိရင်ရောက်ပြန်ကွာရောက်ပြီးတော့ဒီမှာတပုတ်နေပါရိုက်ပြီးဆင်းတော့နည်းဖြစ်တယ်ထဲကအခုဒီလိုလဲရောက်တယ်လမ်းမှာတည်းအိတ်ခဲ့တယ်ဘုံကြောင်ရှိပါအခုလဲစားတော့ဆိုင်မှာစားပြီးတော့အမှန်တည်းတမောအိတ်ခဲ့တယ်အခုမှအေးစစ်ပြန်ဆင်းမယ်ပေါ့နော်အမေအချိန်ကလည်းမရတော့ဒီနေ့ညလေးသွားဖို့ရှိသေးရဲ့ဆိုတော့နိုင်ဝက်နဲ့ပေါ့နော်အမိဆင်းမယ်ဆိုပြီး challenge ခေါ်ပြီးတော့ဆင်းသွားတယ်အမေတရားရင်း20နဲ့ရအောင်ဆင်းရမယ်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်ပြေးနေပါလေပေါ့နော် challenge အောင်မြင်အောင်လို့ပေါ့နော်ဟိုရလာတယ်ဒီမှာတောင်းနိုင်ရဲ့ဟေးတဲ့ချောလားဟေးတဲ့စီမဲဝါဟုတ်ပြောမှာပါဟေးမတောင်းစီစူးလေးရှိရဟုတ်လားစီးပြီးပင်စီးပြီးတော့စားလို့ကောင်းမှာတောင်းမှာဆိုတော့ဖိတ်ဆုံးမှာတော့သူကကြโอเคပဲနော်ကျမဖိတ်ကြောက်ကြိုက်တာကဲရေဟိုဘက်တောင်းလာနေ view လာပြီ ဖြူလာဆိုတော့တွားပဲရှိတာမြင်မြန်ကြီးပါဗါဒီနေ့စပြီးတော့အခုဆိုဘလော့ရီမှာပေါ့ King တီယုံပင်လေးတွေ့လို့မစသိန်းပင်ကြီးရဲ့ဟန်ဆောင်ကမှုပုံရောင်းလုံးလူနဲ့ပြုံပန်းနေမျိုးဟာလက်စိတ်ထိုးရင်ညို့မှဆိုရတယ်ဟန်ဆောင်ကညို့အမဖုန်းကမှလိုက်ပို့ရခွေးရရတခါကလာချူလာမသိငါလည်းတစ်ခါမမြင်အောင်အမလည်းပြစားနေရပါဘူးကဲအဲ့ဒါတော့ကုန်ပြီနော်နိုင်ငံကြီးသားပြည်သားစာနဲ့အမိုက်ကိုမသိခဲ့တော့အမ်စာပရိသတ်ကြီးအခုဆိုလို့ရှိရင်တော့ထဲတို့အောက်ကိုပြန်ဆင်းနေရအခုဆိုရင်တောင်ရဲ့သုံးပုံနှစ်ပုံကြီးဆင်းလာပြီနှစ်ပုံကြီးဆင်းလာပြီးသွားပြီတပုံလောက်ပဲကြာတော့အဲ့တပုံကလည်းတော်အခုမှတမလားမညီမလေးခုမှတော့ဘယ်လိုပြမလဲဆိုတော့ပြောပြချင်တာတော့လေခရီးထွက်တာအခုဆိုလို့ရှိရင်ဒီလိုတောတောင်ကြီးနေတပါဝလှတရားဆိုလို့ရှိရင်ထဲလို့ရန်ကုန်မှာနေတဲ့သူတွေကြတော့ဘယ်လိုပြမလဲရန်ကုန်မှာဆိုတာမျိုးတွေမခံစားရမထိတွေ့ရဘူး
မခံစားဘူးလာရိုက်နေရဲ့မခံစားဘူးမထိတွေ့ရဘူးပေါ့နော်အဲကြောင့်မလို့မွန်းချက်တဲ့မျိုးပြလူနေမှုစနစ်ကနေပြီးတော့အဲဒီလိုတောတောင်ကြီးတဘာဝတရားလေးတွေကိုခံစားအခုဆိုသေး tracking လုပ်တာပြင်မန်းတာပေါ့လူပဲဖြစ်ဟုတ်တယ်မလားဒါပေမဲ့ပြင်မန်းတာတဲ့တဲ့နဲ့ feedback တစ်ခုပြန်ရတယ်ဘာလဲဆိုလမ်းတောက်လျှောက်သွားတယ်အထက်ဆိုဓာတ်ပုံရိုက်ကြတာအရန်ဝါသနာပါဒါပေမဲ့ဓာတ်ပုံတော့မရိုက်နိုင်အရန်ပြင်မန်းနဲ့မောရဒါပေမဲ့လမ်းတောက်လျှောက်ကိုလေအဲ့လိုကင်မရာမထုတ်ဘဲနဲ့ဒီရိုက်ခံစားရတဲ့အရာတာဘာနဲ့မှမတူပို့ပြီးတော့အနည်းနဲ့ရောက်တယ်ကွာဟုတ်ပါပြီသေးတို့အဲ့အနေပေါ့နော်တောင်းပြန်ဆင်ပြီးတော့နောက်နေ့တနေ့ပေါ့နော်သေးရတိပြန်ကူမာတာတွတ်တူတာပေါ့နော်ဘူးတိကျော်စားနေကြပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအခုတည်းသေးတို့ဒီအခုရောက်နေရဆိုလို့ရှိရင်တော့ရတိပြန်ကူရောက်နေရပေါ့နော်ရတိပြန်ကူဒါခိုင်းဆိုလို့ရှိရင်တော့ဒီလေကားကြီးကနေဆင်းသွားလို့ရှိရင်အောက်မှာသူကလှေနဲ့ဂူရှိကိုပြန်သွားတာအခုကရေကျနေတော့ရှိလားမရှိလားမသိဘူးဒါပေမဲ့ခိုင်းကြည့်ရမှာပေါ့နော်ပြီးတော့အခုအရှိမမြင်နေရတဲ့ဟာဆိုရင်ဒါအလုံးအင်းလို့ပြောကြတယ်ပြန်ရောက်နေပါပြီရန်ကုန်တော့မဟုတ်ပါဘူးအားသေးဒီနေ့လာပြီးနေပေါ့နော်လာပြီးနေလည်းဖြစ်တယ်တဲ့တို့ဒီမှာပြန်တော့ပြန်လာပဲရန်ကုန်အမီရောဒါပေမဲ့လမ်းမှာပေါ့နော်တထုံမှာသေးတို့ကားပိတ်ပတ်သွားတယ်ကားပိတ်ပတ်သွားအဲ့မှာပြင်နာပါနာနဲ့ကြာသွားတော့ဂိတ်တွေကပိတ်သွားတော့သေးတို့ညတော့တထုံမှာပဲအိတ်ကြမှာဖြစ်ပါတယ်ဟုတ်ပါရဲ့ကြီး ဟဲ့အမနောက်ကတော့ရွှေဆိုင်ရန်ဖျားပေါ့နော်ရွှေဆိုင်ရန်ဖျားဆိုတာလေဒီမှာပေါ့နော်ရွှေဆိုင်ရန်ဆိုလို့ရှိရင်ဘွဲ့နာမည်ကတော့အကြားဘူးကြမှာပေါ့အကုန်လုံးဒါပေမဲ့သူကစီရီယာပေါ့နော်မန္တလေးအဲ့မြင့်ငယ်ဘက်မှာပေါ့နော်ရွှေဆိုင်ရန်ဆိုပြီးဖျားရှိသေးရပြီးတော့ဒီမှာကြာတာထုံရွှေဆိုင်ရန်ပေါ့နော်ဒီဖျားကလည်းဟိုဗုဒ္ဓမြတ်စွာဟိုဖျားရှင်ရှိတဲ့ကတည်ထားခဲ့တဲ့ဒီတမိုင်းဝင်စီဒီတဆူပဲပေါ့နော်အခုရွှေဆိုင်ရန်ဖျားကလည်းဝင်ဖူးရင်းနဲ့အခုဒီနာအောင်သမင်းဆိုင်မှာထေတို့ဟင်းဝင်နေကြပါသမင်းကတော့ကုန်သွားပြီအဲ့ဒါနဲ့မနေ့ဖက်စောကြီးကြမှာရန်ကုန်ပြန်มาဖြစ်ပါရဲ့အခုဒီညကလည်း surprise season လေးရှိပါသေးရဲ့တူဖလက်ဝမ်းမှာတူ I'm sorry နော်မလောရိုက်နေရဲ့တူဖလက်ဝမ်းမှာပါ